ခင်ယူပါယုံပေးထားသည့်အတိုင်းပဲအခုဆရာတို့ကနဲ့ဆရာဆရာမတွေတလုံးတဝစိတ်တော်ဒီနဲ့အခုလိုမျိုး online ကနေနိုင်ငံတည်တည်မှာရှိတဲ့ဖခင်သာသမီအစီခံတွေတလုံးတဝစိတ်တော်ဒီနဲ့ online မှာချီးမွမ်းခြင်းဆုတောင်းခြင်းအသက်ရှင်တဲ့ဖခင်နှုတ်ပတ်တော်တမန်တရားကိုဒီလိုကခံယူပြီးကျွန်တော်တို့တက်တည်ခံခြင်းအမှုကိုပြုခွင့်ရတဲ့အတွက်ဖခင်ခြေတော်ကိုချီးမွမ်းပါတယ်တဲ့အချိန်ပြီးဒီတယောက်လာကြတဲ့ဒီမှာရှိတဲ့ဆရာဆရာမဖခင်သားမိဒီကိုလည်းထူးကျူးတင်ပါတယ်တဲ့ဝိချိန်မှာကျွန်တော်တို့အသက်ရှင်တဲ့ဖခင်နှုတ်ပတ်တော်တမန်တရားဖခင်စကားကိုခံမှာဖြစ်တယ်နှုတ်ပတ်တော်ဟာဝိညာဉ်တော်မှုတ်သွင်းထားတဲ့ဖခင်ရဲ့စကားပဲဖြစ်တယ်တန်ရှင်တော်ဝိညာဉ်တော်ဖခင်ဖွင့်ပြပေးမှတာကျွန်တော်တို့သိရှိနားလည်မှာပဲဖြစ်တယ်ဒါကြောင့်အခုချိန်မှာဝိညာဉ်တော်ဖခင်ကိုကျွန်တော်တို့ဆုတောင်းပြီးအဆက်ကအနံမှာဖြစ်ပါတယ်လို့ဖဖျားခင်ခြေတော်ကိုချီးမွမ်းပါတယ်ကျူတင်နေနှုတ်ပတ်တော်တမန်တရားဖျားစကားဟာတန်ရှင်တော်ဝိညာဉ်တော်မှုတ်သွင်းထားသောအရာဖြစ်တော့ကြောင့်ဝိညာဉ်တော်ဖျားဖွင့်ပြပေးမှတာကျွန်တော်တို့သိရှိနားလည်မှာပဲဖြစ်ပါတယ်တန်ရှင်တော်ဝိညာဉ်တော်ဖျားဖွင့်ပြပေးပါသိရှိစေတော်မူပါနားလည်စေတော်မူပါနှလုံးသားကောင်းသောမြေမှာကြပြီးဖျားခင်ရဲ့အလိုတော်နဲ့အညီအသက်တာအသက်ရှင်တဲ့အကျိုးကိုရရှိခံစားရပြီးပြန်လေပြတ်သက်တည်ခံနိုင်တဲ့ဖျားခင်သားမိအသီးသီးဖြစ်စေတော်မူပါကျွန်တော်ကိုခရိယာတစားပလာဖြင့်အသုံးပြုတော်မူပါကယ်တင်ပိုင်ရှင်သခင်ယေရှုခရစ်တော်၏နာမကိုအမိပြုယူရစွာဆုတောင်းပါ၏ဟောထာဝရမြတ်စွာတော်ဖျားသခင်ဒီနေ့ကျွန်တော်တို့ကခံယူနှလုံးသွင်းမဲ့နှုတ်ကပတ်တော်ရဲ့ခေါင်းစဉ်ကပြသဆိုတဲ့ခေါင်းစဉ်ဖြစ်တယ်ကျွန်တော်တို့အတူကခံယူနှလုံးသွင်းမဲ့နှုတ်ကပတ်တော်ရဲ့ခေါင်းစဉ်ကပြသဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ်အခြေပြုမဲ့ကျမ်းကိုကျွန်တော်အနေငယ်ဖတ်မယ်ပြီးတော့အဲ့ဒီအကြောင်းအရာကိုကျွန်တော်ရှင်းချင်နှလုံးသွင်းသွားမှာဖြစ်ပါတယ်အခြေပြုမဲ့ကျမ်းတော့ရှင်ယောဟန်ဩဝါဒစာပထမစာဆောင်အခန်းကြီး1အခန်းငယ်1ကနေ9ကိုကျွန်တော်ဒီကွာခြေပြုပြီးဆင်ခြင်အောင်မှာဖြစ်တယ်တိယောဒီအခန်းငယ်1မှ9စိတ်ဥစွာကားပင်ဖြစ်၍ငါတို့ဒီကိုယ်တိုင်ကြားလက်ကိုမျက်စိနှင့်မြင်လက်စစ်စစ်ကြည့်ရှု၍လက်နှင့်စမ်းသပ်ခဲ့ပြီးတော့အရာဒီဟူသောအသက်ရှင်သောနှုတ်ကပတ်တော်နှင့်ဆိုင်သောအရာကိုသင်တို့အားပြသကြ၏ထိုအသက်သည်ထင်ရှားခဲ့ပြီးငါတို့လည်းမြင်ရကြပြီခမည်းတော်နှင့်အတူရှိပူ၍ငါတို့အားထင်ရှားခဲ့ပြီးတော့ထိုထာဝရသက်ကိုငါတို့သည်သင်တို့အားသက်သေခံ၍ပြသကြ၏ငါတို့သည်ခမည်းတော်နှင့်၎င်းသားတော်ယေရှုခရစ်နှင့်၎င်းမိတ္တဟာယဖွဲ့ရသည်ဖြစ်၍သင်တို့သည်ငါတို့နှင့်မိတ္တဟာယဖွဲ့စေခြင်းကငါတို့ကြားမြင်ရသောအရာကိုသင်တို့အားပြသကြ၏သင်တို့၏ဝမ်းမြောက်စာအကြောင်းစုံလင်စေခြင်းကလည်းဤအရာများကိုငါတို့သည်ရေးလိုက်ကြ၏ထိုနှုတ်ကပတ်တော်ထံ၌ငါတို့သည်ကြားရ၍သင်တို့အားပြသတော်တရားစကားဟုမူကားဖျားခင်သည်အလင်းဖြစ်တော်မူ၏ဖျားခင်၌မှောင်မိုက်အလင်းမရှိဒီအကြောင်းအရာကိုကျွန်တော်ရှင်းချင်းနှလုံးသွင်းမှာဖြစ်တယ်ဆိုတော့ဒီနှုတ်ကပတ်တော်ဖတ်တဲ့အခါမှာပြသဆိုပြီးတော့မှစကားလုံး၄လုံးပါတယ်ဆိုတော့တွေ့ရတယ်ကျွန်တော်တို့ဘာတွေကိုပြသရမလဲဆိုတာကိုတိတိကျကျရှင်းရှင်းလင်းလင်းတွေ့မြင်နားလည်စေတာပဲဖြစ်တယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဤကမ္ဘာလောကကြီးမှာရှိတဲ့လူတွေဟာအသက်ရှင်တဲ့ဖျားထာဝရဖျားမှန်တော်ဖျားကိုသူတို့တွေ့မြင်လို့တဲ့နှလုံးသားလေးတွေရှိကြတယ်။ဒါပေမဲ့သူတို့ရဲ့ဇာတိမျက်စိအနေနဲ့သူတို့ကမတွေ့မမြင်ဘဲနဲ့အသက်တာမှာအသက်ရှင်ရတဲ့အခါမှာသူဟာစိုးရင်ခြင်းတွေပူပန်ခြင်းတွေကြောက်ခြင်းတွေစိတ်တကြခြင်းတွေ
စစ်ပြက်ခြင်းတွေဝမ်းနည်းခြင်းတွေကြေကွဲခြင်းတွေရှိတယ်ဆိုတာတွေ့ရတယ်။ဒါကြောင့်မို့အသက်ရှင်တဲ့ဖခင်ကိုသိတဲ့ယုံကြည်သူဖခင်သားမီးတွေအသက်ရှင်တဲ့ဖခင်ကိုသိပြီးဖခင်ရဲ့အရှိကိုခံနေတဲ့အရှိခံနော်အမှုတော်ဆောင်နေဟာအသက်ရှင်တဲ့ဖခင်ထာဝရဖခင်မှန်တော်ဖခင်ကိုလောကမှာရှိတဲ့လူတွေတွေ့မြင်ဖို့အတွက်ကျွန်တော်တို့ကပြသပေးရမယ်လူတွေပဲဖြစ်တယ်ဆိုတော့ကိုနားလည်ဖို့ပဲဖြစ်တယ်။အဲ့လိုပြသဖို့ဖခင်အသွေးအသက်နဲ့အပြစ်တရားကနေရွေးနှုတ်ကယ်တင်ထားတဲ့ကျွန်တော်တို့ဘာတွေကိုပြသရမလဲဆိုတဲ့အရာကိုလည်းဖော်ပြထားတယ်။ပြသရမယ့်အရာတွေထဲကတစ်ချက်ကအသက်ရှင်သောနှုတ်ကပတ်တော်နဲ့ဆိုင်သောအရာကိုကျွန်တော်တို့ပြသဖို့ပဲဖြစ်တယ်။ဒါကြောင့်အသက်ရှင်သောနှုတ်ကပတ်တော်ဆိုတာကဘာတူလဲနော်အသက်ရှင်တဲ့နှုတ်ကပတ်တော်ကဘာလုပ်ပေးတယ်လဲဒါတွေကိုကျွန်တော်တို့ကကြည်မြင်စမ်းသပ်ယုံကြည်ထားတဲ့သူတွေဖြစ်တဲ့အတွက်အသက်ရှင်တဲ့နှုတ်ကပတ်တော်ဟာဘာတူလဲအသက်ရှင်တဲ့နှုတ်ကပတ်တော်ဟာဘာလုပ်ပေးလဲဆိုတာကိုကျွန်တော်တို့ရဲ့အသက်တာအပြောဆိုအပြုမှုအနေထိုင်စိတ်နှလုံးအပြင်ကျွန်တော်တို့ကပြသဖို့ပဲဖြစ်တယ်။တော့အသက်ရှင်တဲ့နှုတ်ကပတ်တော်လို့ပြောတဲ့အခါမှာရှင်ယောခရစ်ခန်းကြီး1အခန်းငယ်1ကနေ4ကိုဖတ်လိုက်တဲ့အခါမှာအစဦး၌နှုတ်ကပတ်တော်ရှိ၏လို့ဖော်ပြထား။ဒါကြောင့်မို့အသက်ရှင်သောနှုတ်ကပတ်တော်ဆိုတာကအစအဦးကလေးကတည်ရှိနေတာပဲဖြစ်တယ်။တော့အစဦးတွေကတည်ရှိနေတာဖြစ်တဲ့အတွက်နော်ဘယ်ချိန်ကအစဦးလဲလို့အသက်ရှင်တဲ့ဖြန်နှုတ်ပတ်တော်မှာကြည့်တဲ့အခါမှာအဓိကကဘာမရှိလူမရှိခင်ကတည်းကအစဦးကတည်ရှိနေတာပဲဖြစ်တယ်ဆိုတာနားလည်ဖို့ပဲဖြစ်တယ်။ဒါကြောင့်ကဘာမရှိလူမရှိခင်ကနေအစဦးတွေကတည်ရှိတဲ့အသက်ရှင်တဲ့နှုတ်ကပတ်တော်ဟာဘယ်မှာဘလူတွေနဲ့အတူတည်ရှိနေတယ်လဲဆိုတာကိုလည်းဆက်လက်အသက်ရှင်တဲ့နှုတ်ကပတ်တော်တမန်တရားကိုဖတ်ဆုဆင်ခြင်တဲ့အခါမှာ1 ယော9 မှာနော်ကောင်းကင်ဘုံမာတွေကအစဦးတွေကတည်ရှိတယ်ဆိုတာကိုနားလည်ဖို့ပဲဖြစ်တယ်။ဒါကြောင့်1 ယော9 မှာအစဦးမှာကောင်းကင်ဘုံ၌တဲ့ခမည်းတော်တပါးနှုတ်ကပတ်တော်တပါးတန်ဆင်းသောဝိညာဉ်တော်တပါးတက်တေခံ3ပါးရှိထိုတက်တေခံ3ပါးတို့သည်တလုံးတဝတည်းဖြစ်တယ်လို့ဖော်ပြထားတယ်။ဒါကြောင့်အသက်ရှင်သောနှုတ်ကပတ်တော်ဟာအစဦးတဲကရှိတယ်ကဘာမရှိလူမရှိခင်ကနေရှိတယ်ဗမာရှိတယ်ကောင်းကင်ဘုံအမြင့်ဆုံးကောင်းကင်ဘုံမှာခမည်းတော်တန်ဆင်းသောဝိညာဉ်တော်နဲ့အတူရှိတဲ့ဖရာသခင်ပဲဖြစ်တယ်။ပြီးတော့အပြစ်ရှိတဲ့လောကလူသားအားလုံးကိုနော်ချစ်ပြီးလောကလူသားအားလုံးကိုကယ်တင်ဖို့လူလောကကြွလာတဲ့အခါမှာတော့ယေရှုခရစ်ဆိုတဲ့နာမည်ကိုခံယူသွားတာပဲဖြစ်တယ်။ဒါကြောင့်အသက်ရှင်တဲ့နှုတ်ပတ်တော်ဟာအဆောက်မှတည်ရှိပြီးကောင်းကင်မြေကြီးမှစ၍ခတ်သိမ်းသောအရာတို့ကိုဖန်ဆင်းတဲ့ဘုရားခင်ဖြစ်တယ်။ပြီးတော့အသက်ရှင်တဲ့နှုတ်ပတ်တော်မှာထာဝရအသက်ရှိတယ်။အဲ့ဒီအသက်ရှင်တဲ့နှုတ်ပတ်တော်ရဲ့ထာဝရအသက်ကိုရရှိတော်မှခြားနာတဲ့အရာကိုပိုင်ခြားနားလည်နိုင်တဲ့ဉာဏ်ပညာအလင်းရရှိသွားမှာပဲဖြစ်တယ်။ပြီးတော့လူလောကလူဇာတိလာခံတဲ့အခါမှာနာမည်ပြောင်းသွားတာဖြစ်တယ်။ဘယ်လိုနာမည်ပြောင်းသွားလဲဆိုရင်ယေရှုခရစ်တော်ဆိုတဲ့နာမည်ပြောင်းသွားတာဖြစ်တယ်။ယေရှုဆိုတဲ့အဓိပ္ပာယ်ကမဿဲ1:21မှာမိမိလူတို့ကိုအပြစ်မှကယ်ချွတ်မြစ်သူလို့အဓိပ္ပာယ်ရှိတယ်။နောက်ပြီးတော့ခရစ်တော်ဆိုတဲ့အဓိပ္ပာယ်ကယောမအခန်းကြီး9အခန်းငယ်9မှာခတ်သိမ်းသောအရာတို့ကိုအစိုးရတော်မူ၍ထာဝရမင်္ဂလာရှိတော်မူသောဖရာသခင်လို့အဓိပ္ပာယ်ရှိတာဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်ပြတ်သားမဲ့အရာနံပါတ်1ကတော့အသက်ရှင်တဲ့နှုတ်ပတ်တော်ဖြစ်တဲ့သခင်ယေရှုကိုပြတ်သားဖို့ပဲဖြစ်တယ်။ဘာကြောင့်လဲဆိုရင်လောကမှာရှိတဲ့လူကအသက်ရှင်တဲ့နှုတ်ပတ်တော်ဖြစ်တဲ့အသက်ရှင်တဲ့ဖရာကိုမသိတဲ့လူတွေများစွာရှိနေတာဖြစ်တယ်။ဒါကြောင့်မို့ကိုကအသက်ရှင်တဲ့နှုတ်ပတ်တော်ဖြစ်တဲ့သခင်ယေရှုရဲ့နှုတ်တော်ထွက်တမန်တရားဖျားစကားအပြင်
အသက်ရှင်တဲ့နှုတ်ပတ်တော်ဖခင်ကိုတွေ့မြင်ခြင်းအပြင်ကျွန်တော်တို့နဲ့အတူနော်ခင်မင်ရင်းနှီးနေတဲ့မိတ်ဆွေတွေနော်လောကလူသားအယောက်ရှိတိုင်းကိုအသက်ရှင်တဲ့နှုတ်ပတ်တော်ဆိုတာကဖခင်ဖြစ်တယ်ကဘာမရှိလူမရှိခင်ကရှိတဲ့ဖခင်ဖြစ်တယ်ကောင်းကင်မြေကြီးကိုဖန်ဆင်းတဲ့ဖခင်ဖြစ်တယ်အသက်ရှင်တဲ့နှုတ်ပတ်တော်မှာပဲထာဝရအသက်ရှိတယ်ထာဝရအသက်ကိုရရှိဖို့အတွက်ကအဓိကအရေးကြီးတယ်ထာဝရအသက်ကိုရရှိတော့မှအသက်ရှင်တဲ့ဖခင်ကိုတွေ့မြင်နိုင်တဲ့ဉာဏ်မျက်စိအလင်းရမှာဖြစ်တယ်အသက်ရှင်တဲ့ဖခင်ကိုသိပြီးအသက်ရှင်တဲ့ဖခင်ရဲ့နော်ထာဝရအသက်ကိုရရှိတော့မှကျွန်တော်တို့ရဲ့စိတ်ဝိညာဉ်တွေကလင်းလာမယ်ပြီးတဲ့အခါမှာဝိညာဉ်မျက်စိတွေလင်းလာမယ်ဆိုတဲ့အကြောင်းအရာကိုပြတာတက်တည်ခံဖို့ပဲဖြစ်တယ်ဆိုတော့ကိုနားလည်ဖို့ဖြစ်တယ်ပြီးတော့အသက်ရှင်တဲ့နှုတ်ပတ်တော်ဆိုတဲ့သခင်ယေရှုဟာကျွန်တော်တို့ကိုဖန်ဆင်းပြီးချစ်တဲ့ဖခင်ဖြစ်တယ်အပြစ်ရှိစင်ရင်ချစ်ပြီးကျွန်တော်တို့ရဲ့အပြစ်တွေအတွက်လက်ဝါးကတိုင်မှာအသွေးသွင်းအသေးခံပြီးနော်အပြစ်တရားကိုဆက်ပေးတဲ့တကြိုတယ်သုံးရက်မှာဆင်မြန်ထမ်းမြောက်အသက်ရှင်တဲ့ဖခင်ဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်တခြင်းအဖြစ်ပြသဖို့ဖြစ်တယ်တက်တည်ခံခြင်းအဖြစ်ပြသဖို့ဖြစ်တယ်ဟောပြောခြင်းအဖြစ်ပြသဖို့ဖြစ်တယ်ပြီးတော့ကျွန်တော်တို့ရဲ့အသက်တာဟာအသက်ရှင်တဲ့ဖခင်ဖြစ်တဲ့သခင်ယေရှုကိုမြင်တွေ့စေတဲ့အသက်တာအဖြစ်အသက်ရှင်ပြီးပြသဖို့ဖြစ်တယ်ဆိုတော့ကိုကျွန်တော်နားလည်ဖို့ဖြစ်ပါတယ်လို့ဒုတိယချက်ကျွန်တော်ပြသမယ့်အရာကဘာလဲဆိုလို့ရှိရင်တိယောတဲ့နော်အခန်းငယ်1မှာထာဝရအသက်ကိုသက်သေခံပြီးပြသဖို့ပဲဖြစ်တယ်ဒုတိယကျွန်တော်ပြသမယ့်အရာကထာဝရအသက်ကိုရထားတယ်ဆိုတော့ကိုသက်သေခံပြီးပြသဖို့ပဲဖြစ်တယ်ဆိုတော့နားလို့ဖြစ်တယ်တော့ထာဝရအသက်လို့ပြောတဲ့အခါမှာနော်ထာဝရအသက်ကဖန်ဆင်းခံနေမှာမရှိဘူးတနည်းဖန်ဆင်းခံဖြစ်တဲ့နေလကျဲကျူတစ်ပင်တိရစ္ဆာန်လူမဆာရဲ့နတ်တွေမဆာရဲ့ဖန်ဆင်းထားတဲ့ဖန်ဆင်းခံနေမှာထာဝရသက်မရှိထာဝရသက်ကဘယ်မှာပဲရှိတယ်လဲဆိုလို့ရှိရင်အဓိကကဖန်ဆင်းရှင်ဖျားဖြစ်တဲ့တခင်ယေရှုခရစ်တော်မှာပဲထာဝရအသက်ရှိတယ်ဆိုတာကိုနားလည်ဖို့ပဲဖြစ်တယ်ပြီးတော့ထာဝရသက်ကဘာသာတရားမှလည်းမရှိဘူးဘာသာတရားအမျိုးမျိုးကိုလောကမှာရှိတဲ့လူတွေကကိုးကွယ်နေကြတယ်ဒီဘာသာတရားမှလည်းထာဝရသက်မရှိဘူးဒါကြောင့်မို့ထာဝရသက်ကိုရထားတဲ့ယုံကြည်သူဖျားခင်သားမီးတွေဟာထာဝရသက်ကိုသက်သေခံပြီးပြသဖို့အတွက်ဖျားခင်ကရွေးကောက်ထားတာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ကထာဝရသက်ကိုပြသဖို့ပဲဖြစ်တယ်သက်သေခံပြီးပြသဖို့ပဲဖြစ်တယ်ဒါကြောင့်မို့တခင်ယေရှုကဘာပြောလဲရှင်မခရစ်ခန်းကြီး14:6မှာငါလမ်းခီးဖြစ်တယ်တမန်တရားဖြစ်တယ်အသက်လည်းဖြစ်တယ်လို့ဖော်ပြထားတယ်တော့ထာဝရအသက်ကတခင်ယေရှုမှာပဲရှိတယ်တခင်ယေရှုဟာထာဝရအသက်ရဲ့အရှင်သခင်ဖရာသခင်ပဲဖြစ်တယ်တော့အဲ့ဒီထာဝရအသက်ကိုဘယ်လိုရရှိတယ်လဲဆိုတော့ကိုလေတခင်ယေရှုကပြောထားပြီးဖြစ်တယ်အဲ့ဒါကရှင်ယောဟန်ခရစ်ခန်းကြီး7ခန်းငယ်3မှာထာဝရအသက်ဟုမူကားတဲ့မှန်တော်ဖရာတဆူဒီဖြစ်တော်မူသောကိုယ်တော်ကို၎င်းရှင်လွတ်တော်မူသောယေရှုခရစ်တော်ကို၎င်းတိကျွမ်းခြင်းပေသည်လို့ဖော်ပြထားတယ်တော့ထာဝရအသက်ရဖို့ဆိုရင်တော့တိကျွမ်းခြင်းအပြင်ရရှိတယ်ဆိုတော့ကိုအသက်ရှင်တဲ့ဖျားနှုတ်ပတ်တော်တမန်တရားမှာရှင်းရှင်းလင်းလင်းဖော်ပြထားတာရှိတယ်တော့ကျွန်တော်ဘာလို့တိကျွမ်းမလဲဆိုရင်အဓိကခမည်းတော်ဖရာသခင်ဟာနော်မှန်တော်ဖရာတဆူဒီတော်ဖရာဖြစ်တယ်ဆိုတာကိုတိကျွမ်းဖို့လိုတယ်လို့ခမည်းတော်ဆစ်လို့တဲ့သခင်ယေရှုခရစ်တော်ဟာလေမှန်တော်ဖရာတဆူဒီတော်ဖရာဖြစ်တယ်ဆိုတာကိုတိကျွမ်းဖို့ပဲဖြစ်တယ်အဲ့လိုမျိုးသခင်ယေရှုခရစ်တော်နဲ့ခမည်းတော်ဟာမှန်တော်ဖရာတဆူဒီတော်ဖရာဖြစ်တယ်ဆိုတာကိုတိကျွမ်းခြင်းတဲ့ထာဝရအသက်ရသွားပြီးဖြစ်တယ်လို့ဖော်ပြထားတယ်။တော့ဒီကမ္ဘာလောကကြီးမှာထာဝရဖျားကိုးကွယ်နေတဲ့သူတွေများစွာရှိတယ်။ဒါပေမဲ့ထာဝရဖျားလို့ကိုးကွယ်ပေမဲ့တခင်ယေရှုခရစ်တော်ဖျားကိုမှန်တော်ဖျားတဆူဒီတော်ဖျားလို့မသိတဲ့
ဒူဒီများစွာရှိတယ်ဆိုတဲ့တွေ့ရတယ်ကိုးကွယ်တာတော့ထာဝရဘုရားကိုးကွယ်တယ်နော်သူတို့အနေနဲ့ခမည်းတော်တော့ထာဝရဘုရားဖြစ်တယ်လို့ပဲခံယူပြီးတော့မှခမည်းတော်ဆီလို့တဲ့သခင်ယေရှုခရစ်တော်ဘုရားကိုမှန်တော်ဘုရားလို့သူတို့မယုံကြည်မလက်ခံတဲ့အခါမှာသူတို့ထာဝရအသက်မရဘူးဆိုတာနားလည်ရတော့ထာဝရအသက်ရဖို့ဆိုတာကနော်ခမည်းတော်ဟာမှန်တော်ဘုရားတဆူတည်းတော်ဘုရားဖြစ်တယ်လို့ခမည်းတော်ဆီလို့တဲ့ယေရှုခရစ်တော်ဟာလေမှန်တော်ဘုရားတဆူတည်းတော်ဘုရားဖြစ်တယ်ဆိုတော့တိကျွမ်းမှာအပြစ်လွတ်ခြင်းနဲ့အတူထာဝရအသက်ရရှိခံစားမှာပဲဖြစ်တယ်ဒီရနဲ့ပတ်သက်ပြီးတိယောငါ20မှာဘလို့ဖော်ပြထားတယ်လဲဆိုတော့ကျွန်တော်ကြည့်တဲ့အခါမှာတိယောငါ20မှာဖျားသခင်ဤသားတော်ဒီကြွလာ၍မှန်တော်ဖျားသခင်ကိုတိတော်ညံကိုငါတို့အားပေးတော်မူသည်ကိုလည်းငါတို့သိကြ၏မှန်တော်ဖျားခင်၌တကောသားတော်ယေရှုခရစ်၌တကောငါတို့သည်တည်လျက်ရှိကြ၏ထိုသူသည်မှန်တော်ဖျားခင်ဖြစ်တော်မူ၏ထာဝရသက်လည်းဖြစ်တော်မူ၏လို့ဖော်ပြထားဒါကြောင့်မို့သခင်ယေရှုခရစ်တော်ဟာမှန်တော်ဖျားခင်ဖြစ်တယ်လို့ထာဝရသက်လည်းဖြစ်တယ်ဆိုတာကိုတိယောငါ20မှာဖော်ပြထားတာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်ပြတ်သားမဲ့အရာတသက်ခံပြီးပြတ်သားမဲ့အရာကတော့နော်အသက်ရှင်တဲ့နှုတ်ပတ်တော်ဖြစ်တဲ့သခင်ယေရှုခရစ်တော်ဟာထာဝရဘုရားဖြစ်တယ်လို့နော်မှန်တော်ဘုရားဖြစ်တယ်လို့ထာဝရအသက်ရဲ့အရှင်သခင်ဘုရားခင်လည်းဖြစ်တယ်ဆိုတာကိုတသက်ခံပြတ်သားပြီးထာဝရအသက်ရလူခြင်းတော့အဓိကကနော်ခမည်းတော်ဟာမှန်တော်ဘုရားတရှိသူတော်ဘုရားဖြစ်တာကိုယုံကြည်တယ်လို့ခမည်းတော်ရှိလို့တဲ့ယေရှုခရစ်တော်ဟာလည်းမှန်တော်ဘုရားတဆူသည်တော်ဘုရားဖြစ်တယ်ဆိုတာကိုယုံကြည်လက်ခံမှုပဲဖြစ်တယ်အဲ့လိုယုံကြည်လက်ခံခြင်းအပြင်အပြစ်လွတ်ခြင်းနဲ့အတူဘုရားခင်ပြင်ဆင်ပေးတဲ့ထာဝရအသက်ကိုရရှိသွားကြမှာပဲဖြစ်တယ်တော့ထာဝရအသက်ဆိုတဲ့အရာကကျွန်တော်နားလည်ဖို့ကကျွန်တော်မအိုမနာမသေးတဲ့ခန္ဓာအသက်ကိုပြောတာမဟုတ်ဘူးထာဝရအသက်ဆိုတာကအသက်ရှင်တဲ့ဘုရားကိုသိကျွမ်းပြီးအသက်ရှင်တဲ့ဘုရားနဲ့ပြန်လေအဆက်ရသွားခြင်းကိုထာဝရအသက်ရရှိတယ်လို့ဖော်ပြတာဖြစ်တယ်ပြီးတော့တတိယချက်ပြတ်သားမဲ့အရာကဘာလဲလို့ဆက်ကြည့်တဲ့အခါမှာတိယောအခန်းကြီး1အခန်းငယ်3မှာအဓိကဘုရားခင်နဲ့မိတ္တာဟာယဖွဲ့ခြင်းကိုပြသဖို့ပဲဖြစ်တယ်တော့ကျွန်တော်တို့အသီးသီးအသက်တာမှာနော်ဘုရားခင်နဲ့မိတ္တာဖွဲ့ခြင်းအပြင်ဘာကြိုးခံစားလဲဆိုလို့ရှိရင်ဝမ်းမြောက်စုံနေခြင်းအကျိုးတွေရရှိခံစားမှာဖြစ်တယ်တော့အဲ့လိုဝမ်းမြောက်စုံနေတဲ့ကောင်းကြီးပင်ကရရှိဖို့ဆိုရင်ကျွန်တော်တို့ကဘယ်သူနဲ့မိတ္တာဖွဲ့ရမလဲဆိုလို့ရှိရင်နော်အသက်ရှင်တဲ့နှုတ်ပတ်တော်ဖြစ်တဲ့သခင်ယေရှုခရစ်တော်ဖျားနဲ့ကျွန်တော်တို့ကမိတ္တာဟာယဖွဲ့ခြင်းပဲဖြစ်တယ်တော့အမောင်မှာရှိတဲ့လူတွေနော်အသက်ရှင်တဲ့ဖျားကိုသိဖို့အတွက်ကျွန်တော်တို့ပြသမဲ့အရာကအသက်ရှင်တဲ့ဖျားနဲ့မိတ္တာဖွဲ့တဲ့အသက်တာမိတ္တာဖွဲ့ခြင်းအပြင်ဝမ်းမြောက်စုံလင်ခြင်းတွေရှိနေတယ်ဆိုတဲ့အသက်တာကိုပြသဖို့ပဲဖြစ်တယ်ဒါကြောင့်မို့မိတ္တာဖွဲ့ပြီးဆိုလို့ရှိရင်တော့အဓိကကျွန်တော်တို့နော်ဘာလို့ဖို့လိုလဲဆိုရင်ဆုတောင်းခြင်းကျမ်းစာဖတ်ခြင်းခွိုက်တိုင်းယူခြင်းကျမ်းစာကြက်မှတ်ခြင်းကျမ်းစာလေ့လာခြင်းပြီးတော့ကျွန်တော်တို့အဲ့ဒီလူမျိုးနော်ကျွန်တော်တို့အသက်တာပုံသက်တည်ပြသပြီးဖျားနဲ့အကြောင်းဝင်မိတ္တာဖွဲ့ခြင်းအပြင်ကျွန်တော်တို့အသက်တာမှာဝမ်းမြောက်ခြင်းတွေကျွန်တော်အသက်တာမှာစုံလင်ခြင်းတွေကျွန်တော်အသက်တာမှာငြိမ်သက်ခြင်းတွေကိုလည်းသူတို့ကိုနော်ပြသဖို့ပဲဖြစ်တာဖျားသားမီးဖြစ်တဲ့အခါမှာအသက်ရှင်တဲ့ဖျားထာဝရဖျားမှန်တော်ဖျားခတ်သိမ်းသောအရာတို့ကိုဖန်ဆင်းပိုင်တာအုပ်စိုးတော်မူပြီးခတ်သိမ်းသောအရာတို့ကိုတတ်ဆွနိုင်တဲ့ဖျားနဲ့မိတ္တာဖွဲ့တဲ့လူရဲ့အသက်တာမှာကြောက်ရွံ့ခြင်းမရှိသူကတကူပါတော်စိတ်တွေရလာတယ်နော်စီးလင်းတဲ့စိတ်တွေရလာတယ်ချစ်တတ်တဲ့စိတ်တွေရလာတာဖြစ်တယ်ပြီးတော့ဖျားနဲ့အကျောင်းဝင်မိတ္တာဖွဲ့တဲ့အခါမှာမေတ္တာစိတ်တွေတိုးပွားလာမှာပဲဖြစ်တယ်အဲ့ဒီအပြင်နော်ညီသက်ဝမ်းမြောက်ခြင်းတွေရှိလာမယ်ပြီးတဲ့အခါမှာစုံနေတဲ့အသက်တာတွေပြည့်ဝလာမှာဖြစ်တယ်ဒါကြောင့်အဲ့ဒီအရာကိုပြသပြီးကျန်တဲ့လူတွေလည်းနော်ကိုယ်နဲ့သူမိတ္တာဖွဲ့ပြီးအသက်ရှင်တဲ့ဖျားနဲ့မိတ္တာဖွဲ့တဲ့နော်သူတွေဖြစ်လာဖို့အတွက်ကျွန်တော်တို့အသက်တာဖျားနဲ့
နော်မိတ္တာဖွဲ့ခြင်းကိုပြသဖို့ဖြစ်တယ်ဆိုတော့ကိုနားလည်ဖြစ်တယ်ဒါကြောင့်မို့ဖျားနဲ့နော်မိတ္တာဖွဲ့တဲ့အပေါ်မှာကျွန်တော်ဘာဒီပြသမလဲဆိုရင်အပြစ်မှာစစ်ပွဲတွေဖြစ်မယ်ငတ်မွတ်ခြင်းတွေရှိမယ်အခက်အခဲတွေရှိပေမဲ့ကျွန်တော်တို့ကငြိမ်သက်ဝမ်းမြောက်တဲ့အသက်တာတွေပြသဖို့ဖြစ်တယ်အဲ့လိုမျိုးလောကသားတွေစိုးရင်နေပူပန်နေကြောက်နေတဲ့စိတ်ဓာတ်ကြစိတ်ပြက်ဝမ်းနေနေတဲ့အချိန်မှာကျွန်တော်ငြိမ်သက်ဝမ်းမြောက်ချင်းနဲ့ကျွန်တော်တို့ပြသပြီးအသက်ရှင်တဲ့ဖျားနဲ့မိတ္တာဖွဲ့တဲ့လူရဲ့အသက်တာဘယ်လိုရှိသလဲဆိုတာကိုတွေ့မြင်စေဖို့ပဲဖြစ်တယ်ဒါကျွန်တော်တို့ပြသရမယ့်အရာဖြစ်တယ်ပြီးတဲ့အခါမှာစုံနေတဲ့အသက်တာကျွန်တော်စုံနေတယ်လို့ပြောတဲ့အခါမှာဖျားခင်ကစုံနေတယ်ဖျားနှုတ်ပတ်တော်စုံနေတာဖြစ်တယ်ဒါကြောင့်မို့စုံနေတဲ့ဖျားကိုယုံကြည်ပြီးစုံနေတဲ့ဖျားနှုတ်ပတ်တော်ကိုခံယူနှလုံးသွင်းခြင်းအပြင်ခန္ဓာပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာဝိညာဉ်ပိုင်းဆိုင်ရာမှာစုံနေခြင်းတွေရရှိသွားမှာဖြစ်တယ်အဲ့ဒီအရာတွေကိုကျွန်တော်တို့ပြသခြင်းအပြင်လောကမှာရှိတဲ့သူတွေလည်းနော်အသက်ရှင်တဲ့ဖျားနဲ့မိတ္တာဖွဲ့တဲ့သူတွေနော်ဖြစ်လာမှာပဲဖြစ်တယ်နောက်ဆုံးတစ်ချက်ကကျွန်တော်ဘာကိုပြသမလဲဆိုလို့ရှိရင်နံပါတ်၄ချက်ကနှုတ်ကပတ်တော်မှာကျွန်တော်တို့ကြားရတဲ့အရာတွေအပေါ်မှာအလင်းကိုပြသဖို့ပဲဖြစ်တယ်တော့ကျွန်တော်တို့ကဤလောကအမှောင်ပဲဖြစ်တယ်ဤလောကအမှောင်မှာသခင်ယေရှုလူလောကလူဇာတိလာခံတဲ့အခါမှာအလင်းအသက်တာနဲ့အသက်ရှင်ပြီးနော်ပြသသွားတယ်ဆိုတော့နောက်ဖြစ်တယ်တော့ကျွန်တော်တို့ဖျားခင်သားမီးတွေကိုလည်းဖျားခင်ကသင်တို့ကဤလောကရဲ့အလင်းလို့ပြောတာဖြစ်တယ်ဒါကြောင့်မို့ဤလောကမှာကျွန်တော်တို့ကနှုတ်ပတ်တော်ဖျားစကားကိုကြားနှလုံးသွင်းပြီးကျွန်တော်တို့ကနော်အလင်းကိုပြသဖို့အတွက်သခင်ယေရှုကိုယ်တော်တိုင်ကျွန်တော်တို့ကိုဘယ်လိုမျိုးနော်သွန်သင်ထားတယ်လဲလို့ကြည့်တဲ့အခါမှာရှင်မသက်ခရစ်ခန်းကြီး9အခန်းငယ်နော်16မှာထိုနည်းသူတဲ့သူတစ်ပါးတို့သည်သင်တို့၏ကောင်းသောအကျင့်ကိုမြင်၍ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဖ၏ဂုဏ်တော်ကိုချီးမွမ်းစေခြင်းကသူတစ်ပါးရှိ၌သင်တို့အလင်းကိုလင်းစေကြလောဆိုပြီးတော့မှသခင်ယေရှုမိန့်မာခဲ့တာဖြစ်တယ်ဒါကြောင့်ကျွန်တော်ဤလောကအမှောင်မှာနော်အလင်းလင်းဖို့ဆိုလို့ရှိရင်တော့အကျင့်ရှိတယ်ဆိုတာနားလို့ဖြစ်တယ်ဘာအကျင့်လဲဆိုလို့ရှိရင်ကောင်းသောအကျင့်ပဲဖြစ်တယ်ကောင်းသောအကျင့်ရဲ့အလင်းကိုလင်းပြီးကောင်းသောအကျင့်ရဲ့အစဉ်တခင်ဖျားခင်ရဲ့ဂုဏ်တော်ကြီးတော်တွေကိုလောကမှာရှိတဲ့လူတွေချီးမွမ်းသွားဖို့အတွက်ကျွန်တော်တို့ကပြသဖို့ပဲဖြစ်တယ်။တော့ကျွန်တော်ပြသမယ့်အရာကနှုတ်ပတ်တော်ကိုခံယူပြီးတော့ကျွန်တော်တို့ကနှုတ်ပတ်တော်အစဉ်တခင်ဖျားခင်ရဲ့အလင်းကိုပြသဖို့အတွက်ဖျားခင်အလိုတော်ရှိတယ်။တော့ကောင်းသောအကျင့်လို့ပြောရင်တန်ဆင်တော်ဝိညာဉ်တော်ပါမှာဖြစ်တယ်။ကောင်းသောအကျင့်လို့ပြောရင်ဝိညာဉ်တော်မှုတ်သွင်းတဲ့နှုတ်ကပတ်တော်ပါမှာဖြစ်တယ်။ဒါကြောင့်ကောင်းသောအကျင့်လို့ပြောရင်ဝိညာဉ်တော်ရဲ့အုပ်စုဥဆောင်မှုအောက်မှာဝိညာဉ်တော်မှုတ်သွင်းတဲ့နှုတ်ကပတ်တော်တမန်တရားဖျားစကားကိုနေညမပြဖတ်ဆုစင်ကြီးနှလုံးသွင်းပြီးနှုတ်ကပတ်တော်မှာပါတဲ့ဖျားရဲ့အလိုတော်နှုတ်ကပတ်တော်မှာပါတဲ့ဖျားရဲ့အကြံစီတော်နှုတ်ကပတ်တော်မှာပါတဲ့ဖျားရဲ့စိတ်တော်တော်နှုတ်ကပတ်တော်မှာပါတဲ့ဖျားရဲ့နိလန်းနိဥရိတအတိုင်းပဲအသက်တာအသက်ရှင်ခြင်းအပြင်အမောင်မှာရှိတဲ့လူတွေကအဲ့ဒီအလင်းကိုတွေ့မြင်သွားမှာဖြစ်တယ်။အဲ့ဒီအလင်းကိုတွေ့မြင်ခြင်းအပြင်နော်အလင်းရဲ့အစဉ်ခင်ဖျားခင်ရဲ့ဂုံကြီးတော်တွေကိုသူတို့ကချီးမွမ်းသွားမှာပဲဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်တို့ကဤလောကမှာရှိတဲ့နော်လူတွေအလင်းကိုမြင်တွေ့ဖို့အတွက်နှုတ်ပတ်တော်ခံယူပြီးနှုတ်ပတ်တော်တိုင်းအသက်တာအသက်ရှင်ပြီးအလင်းကိုပြသတဲ့သူတွေဖြစ်ဖို့အတွက်ဖျားခင်အလိုတော်ရှိတယ်ဆိုတော့ကိုနားလည်ဖို့ပဲဖြစ်ပါတယ်လို့ဒါကြောင့်မို့အဲ့ဒီကောင်းသောအကျင့်ရဲ့အကျိုးကဘာခံစားမလဲလို့ကြည့်တဲ့အခါမှာဂလာတိ9:22ကနေ23မှာကြာတော့နော်အဲ့ဒီကောင်းသောအကျင့်ရဲ့အကျိုးကဝိညာဉ်ပဂတိအကျိုးဖြစ်တယ်ဝိညာဉ်ပဂတိအကျိုးဆိုတာကကိုယ်သွေးနှုံသားထဲမှာချစ်ခြင်းဝမ်းမြောက်ခြင်းညီသက်ခြင်းတွေပြည့်စုံလာမှာဖြစ်တယ်တော့ဝိညာဉ်တော်ရဲ့ဥဆောင်မှုအောက်မှာဝိညာဉ်တော်မှုတ်သွင်းတဲ့နှုတ်ပတ်တော်တမန်တရားကိုခံယူနှလုံးသွင်းပြီးနာခံလိုက်ဆောက်ခြင်းအပြင်အသိနှုံသားမှာနော်ဝိညာဉ်အသီးသုံးလုံးသီးလာမှာဖြစ်တယ်အဲ့ဒါကချစ်ခြင်းဝမ်းမြောက်ခြင်းညီသက်ခြင်းပဲဖြစ်တယ်ကိုယ့်ရဲ့နှလုံးသားမှာချစ်ခြင်းတွေရှိလာပြီးဝမ်းမြောက်ခြင်းတွေရှိလာပြီးညီသက်ခြင်းတွေရှိလာပြီး
စုံလင်ခြင်းနေရှိလာပြီးဆိုလို့ရှိရင်စုံလင်နေဆိုတာဖခင်ရဲ့စိတ်တော်တော်ကိုပြောတာဖြစ်တယ်။နောက်စုံလင်တဲ့စိတ်တွေရှိလာပြီးဆိုရင်အပြင်သီးသီးလာမှာဖြစ်တယ်။အပြင်သီးဆိုကိုနဲ့တွေ့ရတဲ့ဇနီးခင်မှုသားသမီးမိတ်ဆွေတွေအပေါ်မှာနော်စိတ်ရှည်လာမယ်ကျေးဇူးပြုလာမယ်ကောင်းမြတ်လာမှာဖြစ်တယ်။အဲ့ဒါအလင်းတစ်ခုပဲဖြစ်တယ်။ကိုနဲ့တွေ့တဲ့လူပေါ်မှာစိတ်ရှည်တယ်ကိုနဲ့တွေ့တဲ့လူမှာကျေးဇူးပြုတယ်ကိုနဲ့တွေ့တဲ့လူမှာကောင်းမြတ်ခြင်းဟာဒါကအလင်းပဲဖြစ်တယ်ပြီးတော့ဖျားနဲ့ဆိုင်တဲ့အရာတွေအထက်သေးကတစ္ဆာဆောက်ခြင်းနူးညံ့သိမ်ငွေ့နှိမ့်ချခြင်းကမှုကုံချုပ်တည်ခြင်းတွေဖြစ်တယ်ကမှုကုံဆိုတာကအာယုံ၅ပါးဖြစ်တယ်အမြင်အကြားအနက်အရတာအထိတွေ့တွေပဲဖြစ်တယ်အဲ့ဒီအရာတွေကိုချုပ်တည်လာနိုင်ရင်အဲ့ဒါကအလင်းပဲဖြစ်တယ်တော့လောကသားတွေမှာချစ်ခြင်းဝမ်းမြောက်ခြင်းညီသက်ခြင်းမရှိတဲ့လောကသားတွေထဲမှာမှကိုကချစ်ခြင်းဝမ်းမြောက်ခြင်းညီသက်ခြင်းရှိခြင်းဟာအလင်းပဲဖြစ်တယ်လောကသားတွေကစိတ်မစေဘူးကျေးဇူးမပြုဘူးမကောင်းမြတ်တဲ့လောကသားတွေထဲမှာစိတ်စေခြင်းကျေးဇူးပြုခြင်းကောင်းမြတ်ခြင်းဟာအလင်းပဲဖြစ်တယ်လောကသားတွေကတစ္ဆာမဆောက်ဘူးနူးညံ့သိမ်ငွေ့နှိမ့်ချခြင်းမရှိဘူးကမကုံမချုပ်တည်တဲ့လောကသားတွေထဲမှာကိုကတစ္ဆာဆောက်ခြင်းနူးညံ့သိမ်ငွေ့နှိမ့်ချခြင်းကမကုံချုပ်တည်ခြင်းတွေဟာအလင်းပဲဖြစ်ပြီးတော့မှသူတို့ရဲ့အသက်တာဟာနော်ပြောင်းလဲသွားမှာဖြစ်တယ်ဒါကြောင့်မို့ဒီနေ့ကျွန်တော်နှုတ်ပတ်တော်ပြန်ချုပ်မယ်ဆိုလို့ရှိရင်နော်နှုတ်ပတ်တော်ခဏခေါင်းစဉ်ကပြတဆိုတဲ့ခေါင်းစဉ်ဖြစ်တဲ့အခြေပြုတဲ့ကျမ်းကတော့တိယောတေအခန်းငယ်1ကနေ9ခုအခြေပြုသွားတာဖြစ်တယ်အဲ့ဒီမှာပြတဆိုတဲ့စကားလုံး၄လုံးပါတယ်နံပါတ်1ပြတမယ့်အရာကအသက်ရှင်တဲ့နှုတ်ပတ်တော်ကိုကိုယ့်ရဲ့အသက်တာအပြင်ပြတမှုဖြစ်တယ်ဒုတိယပြတမယ့်အရာကတော့ထာဝရအသက်ကိုတက်သေးခံပြီးပြတမှုဖြစ်တယ်တတိယကျွန်တော်ပြတမယ့်အရာကဖျားခင်နဲ့မိတ္တဟာယဖွဲ့ခြင်းအပြင်ကျွန်တော်တို့ဝမ်းမြောက်စုံနေတဲ့အသက်တာကိုပြသဖို့ဖြစ်တယ်။နံပါတ်၄ချက်ကတော့နှုတ်ပတ်တော်ကိုခံယူခြင်းအပြင်ကျွန်တော်တို့ရဲ့အလင်းအသက်တာကိုပြသဖို့ပဲဖြစ်ပါတယ်လို့အဲ့လိုပြသနိုင်ဖို့ဆိုလို့ရှိရင်တော့အချုပ်ကတော့ဂလာတိ2:20ပဲဖြစ်တယ်။အဲ့လိုပြသနိုင်ဖို့ဆိုရင်တော့ငါသေးပြီးကိုယ့်ရဲ့အသက်တာထဲမှာခရစ်တော်ရှင်တဲ့အသက်တာရှိတဲ့သူတွေကပြသပြီးဖျားရဲ့ဘုန်းကိုထင်ရှားစေပြီးဖျားရဲ့နိုင်ငံတော်ကိုကျုံဝန်းစေမှာဖြစ်ပါတယ်လို့ဒါကြောင့်မို့တခင်စုပြန်နေချီဆောင်သိသိဖို့အချိန်ကနီးတဲ့နီးလာပြီးဖြစ်တဲ့အတွက်တခင်စုရဲ့အသွေးအသက်နဲ့ရွေးနှုတ်ကယ်တင်ထားတဲ့ကျွန်တော်တို့တီးတီးအသက်တာမှာနော်တခင်ယေရှုနော်အလိုတော်ရှိတဲ့ပြသမှုကိုနှုတ်ပတ်တော်ထဲမှာဖော်ပြထားတဲ့အတိုင်းပဲကျွန်တော်တို့ခံယူနှလုံးသွင်းပြသခြင်းအပြင်ဖျားရဲ့ဘုံကိုထင်ရှားစေပြီးဖျားခင်ကောင်းကြီးမင်္ဂလာအရောက်စီတဲ့အသက်တာမှာပြုဝဆုံနေပါစေလို့ဆုတောင်းပေးပါတယ်အားလုံးပေါ်မှာဖျားကောင်းကြီးရှိပါစေ